အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြချင်တဲ့အကြောင်းကတော့ကျွန်တော်ဒီစကားပြောမှလည်းအသုံးပြုလို့ရတဲ့ဝါကြလေးချက်လောက်လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်ဗာတွေ့မလဲဆိုရင်ငါတီးလောက်မေးဖို့လိုတယ်ဆိုကျွန်တော်တို့က I need some sleep ဆိုအသုံးပြုလို့ရတယ် I need some sleep ငါတီးလောက်မေးဖို့လိုအပ်တဲ့အခါမျိုးမှာအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့နင်းကြည့်ရတာကြောက်နေတဲ့ပုံပဲဆိုရင် you look scared or you look scared နင်းကြည့်ရတာကြောက်နေတဲ့ပုံပဲဆိုပြီးတော့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါဝလာရင်ဘယ်နဲ့လုပ်မလဲဆိုရင် what if I get fat what if I get fat ဒီနေရာမှာ what if က အဓိပ္ပာယ်ကဘယ်နဲ့လုပ်မလဲဆိုတဲ့အဓိပ္ပာယ်နဲ့အသုံးပြုလို့ရတယ်အဲ့တော့ what if I get fat ငါဝလာရင်ဘယ်နဲ့လုပ်မလဲဆိုတဲ့အသုံးပြုလို့ရတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင် I need some sleep ငါတေးလောက်မေးဖို့လိုတယ်နင်းကြည့်ရတာကြောက်နေတဲ့ပုံပဲဆိုရင် you look scared ဆိုအသုံးပြုလို့ရ you look scared ဒါမှမဟုတ်ကိုကကြောက်ဒူးတုန်နေတယ်လို့ပြောတဲ့အခါမျိုးမှာလဲ I'm getting cold feet လို့လည်းအသုံးပြုလို့ရတယ်အဲ့တော့ကြောက်ဒူးတုန်နေဆိုတာကကြောက်လို့ဒူးအရန်တုန်နေဆိုကြောက်ဒူးတုန်နေဆို I'm getting cold feet ဆိုပြီးအသုံးပြုလို့ရတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က what if I get fat ငါဝလာရင်ဘယ်နဲ့လုပ်မလဲဆိုတဲ့အဓိပ္ပာယ်နဲ့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကပတ်စံရှာတာပေါ့အဲ့တော့ပတ်စံရှာတော့ကျွန်တော်ဘာနဲ့သုံးလဲဆို make money ဆိုတဲ့အသုံးပြုလို့ရတယ်အဲ့တော့ make money ဆိုအသုံးပြုတယ်ဥပမာနေအလုံးမလုံးရင်ဒုက္ခရောက်လိမ့်မယ်ဆိုရင် you will get into trouble if you don't workအဲ့တော့နေအလုံးမလုံးရင်ဒါမှမဟုတ်လေနေပတ်စံမရှာရင်ဒုက္ခရောက်လိမ့်မယ်ဆိုရင် you will get into trouble if you don't make money or make money ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ပတ်စံရှာရဲဆိုအသုံးပြုလို့ရတယ်နောက်တစ်ခု make နဲ့ပတ်သက်တဲ့အသုံးနှုန်းနဲ့ပဲကျွန်တော်တို့က coffee ဖြော်ရဲဆိုပြီးအသုံးပြုလို့ရတယ်ဥပမာငါcoffee တစ်ခွက်တောက်ချင်တယ်ဆိုရင် I want to drink a coffee ဆိုအသုံးပြုလို့ရတယ် I want to drink a coffee ဒီနေရာမှာကျွန်တော်က coffee တစ်ခွက်ဆိုတဲ့အသုံးနှုန်းကို a cup of coffee နဲ့လည်းအသုံးပြုလို့ရတယ်လို့နောက်တစ်ခုက a coffee ဆိုပြီးအသုံးပြုလို့ရတယ်အဲ့တော့ I want to drink a coffee ငါ coffee တစ်ခွက်တောက်ချင်တယ်အဲ့တော့ဖြစ်နိုင်ငါ coffee တစ်ခွက်လောက်ဖြော်ပေးပါလားဆိုရင် could you possibly make a cup of coffee ဒါမှမဟုတ် could you possibly make coffeeအဲ့တော့ဖြစ်နိုင်ရင် coffee လေးဖြော်ပေးပါလားဆိုအတိတ်ပဲအသုံးပြုလို့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင် what if I'm fat ဆို what if I get fat အဲ့တော့ get fat ကအတိတ်ပဲက GD get ကနောက်မှာကျွန်တော်တို့ adjective လိုက်မယ်ဆိုရင်ကျွန်တော်တို့က become နဲ့တွားတူတယ်ဖြစ်လာတယ်ဆိုပြီးတော့အဲ့တော့ what if I get fat ဆိုငါဝလာရင်ဘယ်နဲ့လုပ်လဲဆိုတဲ့အတိတ်ပဲအသုံးပြုလို့ရတယ်I need some sleep ဆိုအဲ့တော့ငါတေးလောက်မေးဖို့လိုတယ် you look tired မင်းကြည့်ရတာကြောက်နေတဲ့ပုံပဲဆိုတဲ့နောက်တစ်ခုကကျတော့ငါကြောက်လို့ဘာဖြစ်လဲဒူးအောင်တုံနေပြီငါကြောက်ဒူးတုံနေရဆိုရင် I'm getting cold feet ဆိုပြီးအသုံးပြုလို့ရတယ်။နောက်အသုံးတစ်ခုလည်းမှတ်သွားလို့ရတယ်ကျွန်တော်ဘယ်လိုမျိုးလဲဆိုရင်ဥပမာမြန်လို့ဆိုတဲ့အသုံးနှုန်းပေါ့။တခုမြန်လို့ဆိုကျွန်တော် hurry up ဆိုတဲ့အသုံးနှုန်းလည်းအသုံးပြုလို့ရတယ်လို့နောက်တစ်ခုကကျတော့ get a move on ဆိုတဲ့အသုံးပြုလို့ရတယ်။ get a move on မြန်လို့ဘာဖြစ်လဲ the bus is coming ဆို bus ကားလာနေပြီဆိုအတိတ်ပဲမျိုးအဲ့တော့ get a move on ဆိုတာဖြစ်လဲမြန်လို့ဆိုရဲအတိတ်ပဲမှာလည်းအသုံးပြုလို့ရတယ်ဒါတခုကလောတဲ့အခါမျိုးမှာလည်း get a move on မြန်လို့ဆိုအသုံးပြုလို့ရတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့ဒီသုံးနှုန်းတွေကကျွန်တော်တို့စကားပြောမှာလည်းသုံးလို့ရတဲ့ပုံစံလေးပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲကြိုးရှိမယ်ဆိုရင် comment မှာ useful လို့ရေးသွားလို့ရပါတယ်ခင်ဗျ